လူတိုင်းလည်းတနေ့မဟုတ်တနေ့အဆိုးနဲ့ကြုံတွေ့တတ်တယ်ကြုံတွေ့လာတဲ့အခါစိတ်ဓာတ်ရင်းချက်မှုနဲ့ဒါတွေကိုတုံ့ပြန်မှုမပြုဘဲနဲ့သီးခံနိုင်စွမ်းရှိရမယ်အဲ့ဒီသီးခံတဲ့အခါမှာဘာတွေနဲ့သီးခံမလဲတခုကတော့ကိုယ့်ပေါ်တယောက်ကစော်ကားထားတာကိုမေ့ပြစ်ခြင်းဖြင့်လည်းပဲဖြေရှင်းလို့ရပါတယ်ခေါင်းထဲမှာမထည့်နဲ့မေ့လိုက်မေ့ထားလိုက်တတိယမှာဒေါသဆိုတာဖြစ်တာလေကိုယ်ကိုစော်ကားတာအိပ်ပျော်သွားရင်မေ့သွားမှာပဲလေအဲ့ဒါလိုပဲမေ့ပြလိုက်ငါဘယ်တော့မှစော်ကားထားတာဆိုတဲ့ဟာပြန်မတွေးနဲ့တော့မေ့ပြလိုက်ခြင်းအပြင်လည်းပဲရှင်တဲ့နှလုံးနဲ့သိမ့်မထားနဲ့တဲ့နောက်တစ်ခုကတော့အမနတိကာရေနမစင်စားနဲ့တော့မေ့ပြတဲ့သဘောပဲနှလုံးသွင်းဘယ်တော့မှစိတ်ထဲမှာမထားနဲ့နှလုံးသွင်းတာဆိုးတယ်ငါ့ပေါ်မှာဘလို့စော်ကားခဲ့တယ်ဆိုတာကိုတုံ့ပြန်လှန်ပြီးတော့မစင်စားနဲ့မစင်စားခြင်းအပြင်လည်းပဲမေ့လျော့ပြရမှာဖြစ်တယ်သိခံခွင့်လို့ရမှာဖြစ်တယ်နောက်တစ်ခုကတော့ဘာလဲလို့ဆိုလို့ရှိရင်ကမ္မတက္ကတာကံတရားကိုဆင်ញင်သုံးသပ်ရမှာအေးသူလုပ်တဲ့မကောင်းမှုကသူနဲ့သာသက်ဆိုင်တယ်ငါကတုံ့ပြန်ပြီးအလားတူအကုသိုလ်လုပ်လိုက်မယ်ဆိုရင်အဲ့ဒီအကုသိုလ်ကငါကအကုသိုလ်ဖြစ်သွားလိမ့်မယ်အခုဟာသူ့ရဲ့လုပ်ရသူ့အကုသိုလ်သူဟာနဲ့သူရှိပါစေငါနဲ့မပတ်သက်အောင်ငါရှောင်လွှဲမယ်ငါကိုတော့ငါမှာတော့အကုသိုလ်မဖြစ်စေရဘူးသူ့လိုအကုသိုလ်မျိုးငါမကျွလွန်ဘူးငါဟာအကုသိုလ်ကိုရှောင်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ရမယ်ဆိုပြီးတော့လူတွေဟာကိုယ်ကံနဲ့ကိုလာကြတာဖြစ်တော့ကံအားလျော်စွာသွားကြမှာဖြစ်တယ်ဆိုတာကိုဆင်ញင်စဉ်းစားပြီးတော့လည်းပဲရှင်ထဲမှာမထားဘဲနဲ့ဖြောက်ပြရမယ်လို့သူဆိုတယ်နော်နောက်တနည်းအားဖြင့်စဉ်းစားဆင်ញင်ရမှာပမာတွေတွေးတယ်လို့ပေါ့အိုကိုဆဲတာကပ်ပါတာလိုက်လို့ဆိုပြီးတော့စဉ်းစားကြတယ်လေဆဲခြင်းဆဲပါစေကိုယ်ကိုကပ်ပါမလားဘူးသူဆဲတာသူ့အပြစ်ငါအပြစ်မဖြစ်စေရဘူးလို့ဒီလိုနှလုံးသွင်းဆင်ញင်ခြင်းအပြင်လည်းပဲတုံ့ပြန်ဆဲဖို့မကြိုးစားပဲနဲ့သီးခံခွင့်လွှတ်ခြင်းဖြင့်ရှင်းငိမ့်အောင်လုပ်လို့ရတယ်လို့မြတ်စွာဘုရားကဤစနစ်တွေဟောဒီလိုဤစနစ်တွေပြီးဥပမာမဲ့ရှွန့်ညွန်ကြောင့်ရေးချောင်ဖြစ်ပေါ်လာတဲ့ရှွန့်ညွန်တွေကိုဘာနဲ့ဆေးရတော့ဆိုရင်ရေနဲ့ပဲပြန်ဆေးရရေးချောင်ဖြစ်လာတဲ့ရှွန့်နေညွန်တွေကိုရေနဲ့ပဲပြန်ဆေးမှတန့်စင်သလိုပဲစိတ်ထဲနှလုံးထဲမှာဖြစ်လာတဲ့မကောင်းတဲ့အတွေ့တွေကိုစိတ်နဲ့ပဲပြန်ဆေးကြောတန့်စင်ပြရမှာဖြစ်တယ်အဲဒီလိုဆေးကြောတန့်စင်ပြခြင်းအဖြစ်ကိုယ်တဏ္ဍာမှာအကုသိုလ်မဖြစ်လာတော့ဘူးအကုသိုလ်ဖြစ်မလာသည့်အတွက်ကြောင့်အကုသိုလ်ရဲ့အကျိုးပေးမှုကကိုယ်ဟာလွတ်မြောက်သွားတာပဲဖြစ်တယ်အဲ့ဒီဤစနစ်တွေကိုမြတ်စွာဘုရားကဟောကြားဆုံးမခဲ့တာဖြစ်တယ်အေးမလွယ်ကူတဲ့အချက်တစ်ခုကတော့ဘာလို့ကိုယ်လာဆဲတဲ့ပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုစဉ်းစားကြည့်ဥပမာတစ်ခုစဉ်းစားကြည့်အောင်စန္ဒကူးပင်ဟာဓာတ်နဲ့လာပြီးတော့ခုတ်တဲ့စန္ဒကူးပင်ကိုခုတ်တဲ့လူရေလောင်းတဲ့လူရှိတယ်စန္ဒကူးပင်ကိုခုတ်ဖြတ်တဲ့လူရှိတယ်အဲ့ဒီမှာလာပြီးတော့ခုတ်တဲ့လူကိုအနံစိုးနဲ့မတုံ့ပြန်ဘူးစန္ဒကူးဟာကိုယ့်ကိုခုတ်လည်းပဲမွေးကြိုင်မှုနဲ့ပဲတုံ့ပြန်တာပဲဖြစ်တယ်အဆိုးနဲ့မတုံ့ပြန်ဘူးစန္ဒကူးပင်ဒီကိုယ့်ကိုခုတ်လှီးတဲ့ပုဂ္ဂိုလ်ပဲဖြစ်ပါစေမွေးကြိုင်မှုနဲ့တုံ့ပြန်သလိုပဲသူတော်ကောင်းဟာဘယ်တော့မှအဆိုးနဲ့မတုံ့ပြန်ရဘူးအကောင်းနဲ့ပဲတုံ့ပြန်ရမယ်လို့ဒီလိုအဆုံးအမစကားတွေနဲ့ဆုံးမတာပဲဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကိုတွေးခေါ်ကြည့်ခြင်းအပြင်အေးဆဲလိုက်လို့အကုသိုလ်ဖြစ်ရင်သူ့ရဲ့အကုသိုလ်သာဖြစ်တယ်ငါရဲ့အကုသိုလ်မဟုတ်ဘူးဒီအကုသိုလ်ဟာ